စာချုပ်ရပြီးတဲ့နောက်၃ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရတဲ့ဆိုလင်းဦးဆိုလင်းဦးကဒီပွဲစဉ်မှာရုရှားဖိုက်တာကော့တွန်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးဒိုင်အဆုံးဖြတ်နဲ့ရှုံးနေသွားခဲ့ရပါတယ်ဒီပွဲစဉ်မှာဆိုလင်းဦးထိပ်တိုက်တွေ့တဲ့ဖိုက်တာကအနည်းငယ်အလဲထိုးပါဝါနေတယ်ဆိုပေမဲ့လည်းအမတ်ရအောင်ဘယ်လိုထွက်ရမလဲဆိုတာကိုတော့ကောင်းကောင်းကြီးသိထားတဲ့ဖိုက်တာဖြစ်ပါတယ်ငကုံမာကုံကောင်းတဲ့ဆိုလင်းဦးအနေနဲ့ဒီပွဲမှာကော့တွန်ကိုအလဲထိုးခံရပြီးရှုံးနေမှာမဟုတ်ဘူးဆိုတာကိုတော့ကြိုတွက်ထားလို့ရခဲ့ပါတယ်နောက်ထပ်ကြိုတွက်ထားလို့ရတာကဒီပွဲမှာဒိုင်အဆုံးဖြတ်ကိုသာရောက်ရှိသွားခဲ့မယ်ဆိုရင်ဆိုလင်းဦးရှုံးဖို့များတယ်ဆိုတဲ့အချက်ပါပဲတကယ်လည်းတွက်ထားတဲ့အတိုင်းပဲဖြစ်ခဲ့တာပါဒီပွဲမှာကစားသွားခဲ့တဲ့ဆိုလင်းရဲ့လက်ဆန်းကဒေါ်လာ3သိန်းနဲ့စာချုပ်မရခင်တော့ကလက်ရည်နဲ့တခြားစီဖြစ်ပါတယ်အတော်လေးကိုနေကြတဲ့စွမ်းဆောင်ရည်မျိုးဖြစ်နေပါတယ်ပြီးခဲ့တဲ့ပွဲတုန်းကဆက်ဆန်ကိုတော့သူတင်ကိုရင်ရှင်ကစားနိုင်ခဲ့ပေမဲ့အခုကော့တန်တဲ့ပွဲကတော့လက်ပြီးနဲ့ပွဲပြီးရင်ဆိုလင်းဦးရဲ့အနေဆုံးအញ្ញံပြင်းဆုံးစွမ်းဆောင်ရည်ဖြစ်ပါတယ်ဒီပွဲလုံးလုံးကော့တန်ပြည်သူများကိုလူနေကြရတဲ့အနေအထားမှာရှိနေခဲ့ပြီးဆိုလင်းဦးဘက်ကဘာမှထိထိရောက်ရောက်မလုပ်ပြနိုင်ခဲ့ပါဘူးပထမအချိန်မှာကော့တန်ကတားပါတယ်ဒုတိယအချိန်မှာဆိုလင်းဦးကကစားပေါက်ပြောင်းပြီးတော့ပွဲကိုရှင်တင်ခဲ့ပါတယ်လူချင်းမှုသားတဲ့အချိန်တွေမှာကော့တန်ကဆိုလင်းဦးစိတ်တိုက်ထိုးလို့မရအောင်ဆိုလင်းဦးရဲ့လက်တွေကိုပြန်ချုပ်ထားနိုင်ခဲ့ပြီးဂတ်လိုကြီးဖြစ်နေတဲ့ဆိုလင်းဦးကိုတထောင်ရိုက်ချက်တွေနဲ့သုံးပြီးတော့ပြန်လဲတိုက်ခိုက်ကစားသွားခဲ့ပါတယ်ကန်ဆိုတာကပွဲချီပြေသွားတာပါပဲနောက်10မိနစ်အနေငယ်လောက်ကထိုးခဲ့မယ်ဆိုရင်တော့ပွဲရဲ့အဖြေကပြောင်းလဲသွားနိုင်တဲ့အနေအထားမျိုးကိုတွေ့ရပါတယ်ဒါပေမဲ့ပွဲကြီးကဒီမှာပြင်ပြေသွားခဲ့တာကြောင့်ထိချက်ပိုင်းပို့သားတဲ့ကော့တန်ကပဲဆိုလင်းဦးကိုအမှတ်နဲ့နိုင်ယူသွားခဲ့ပါတယ်စာချုပ်ရပြီး